မင်္ဂလာပါတုတ်တန်ချမ်းခန်းကြီး26ကိုဖတ်လိုပါတယ်။ຫນွေကာလ၌မိုးပွင့်ကဲ့သို့၎င်းစပားရိပ်ရာကာလ၌မိုးရေကဲ့သို့၎င်းမိုက်တော်သူသည်ဂုံအထရေကိုမခံသင့်ဆာငတ်သည်အရရက်လဲ့လေ၍ဇရက်သည်လေပြန်သွားတကဲ့သို့ထိုနည်းသူအကြောင်းမရှိသောကျိန်ဆဲခြင်းသည်မသိမရောက်တတ်မြင်းဖို့နှင်တန်မြည်ဖို့ဇက်ကျိုးမိုက်တော်သူဤကြောဖို့ကျိန်လုံးသည်တင့်ပေ၏မိုက်တော်သူဤသဘောသို့လိုက်၍သူဤစကားကိုမချေနှင့်ထိုတို့ချေလင်သူနှင့်တူလိမ့်မည်မိုက်တော်သူဤသဘောသို့လိုက်၍သူဤစကားကိုချေလောသို့မဟုတ်လင်သို့မဟုတ်သူသည်ဝါကြွားသောစိတ်ရှိလိမ့်မည်မိုက်တော်သူတို့တွင်မာလိုက်တော်သူသည်ကိုချေကိုဖြည့်၍အကျိုးနည်းရှိ၏တုတ်တန်စကားကိုမိုက်တော်သူပြောခြင်းဒီခြေစွန့်အပ်တော်သူ၏ခြေကြွခြင်းကဲ့သို့ဖြစ်၏မိုက်တော်သူကိုချီးမြှောက်ခြင်းသည်ကြောက်ပုံ၌ကြောက်မြတ်ကိုပြစ်ထားခြင်းကဲ့သို့ဖြစ်၏စူးသည်ရစ်မှုသောသူ၏လက်ကိုစူးကဲ့သို့တုတ်တန်စကားသည်မိုက်တော်သူ၏နှုတ်၌ရှိ၏ကြီးသောသူသည်ခတ်သိမ်းသောသူတို့ကိုတုန်လှုပ်စေတတ်၏မိုက်သောသူနှင့်ပြစ်မှားတတ်သောသူတို့ကိုစေတုံးတတ်၏ခွေးသည်မိမိအံဘက်ကိုပြန်၍စားတတ်တဲ့ကဲ့သို့မိုက်သောသူသည်မိုက်သောအကျင့်ကိုပြန်၍ကျင့်တတ်၏ငါသည်ပညာရှိ၏ဟုထင်သောသူရှိလျှင်ထိုသူ၌မျော်လင့်စရာအခွင့်ရှိသည်ထက်မိုက်သောသူ၌တာ၍မျော်လင့်စရာအခွင့်ရှိ၏ပြည့်ရည်သောသူကအိမ်ပြင်မှချင်သိရှိ၏လမ်းတို့၌ချင်သိရှိ၏ဟုဆိုတတ်၏တကားရွက်သည်ဇရွေတကားရက်တဲ့ဇရွေ၌လေတကဲ့သို့ပြည့်ရည်သောသူသည်အိယာပေါ်မှလေတတ်၏ပြည့်ရည်သောသူသည်မိမိလက်ကိုအိုး၌တွင်းတော်လေတဖန်နှုတ်၍မိမိပါးစပ်သို့ခွန့်ရလင်စိတ်ညစ်တတ်၏ပြည့်ရည်သောသူကငါသည်အကျိုးအကြောင်းကိုပြတတ်သောသူ9ယောက်ထက်သာ၍ပညာရှိသည်ဟုကိုထင်တတ်၏လမ်း၌လျှောက်သွား၍မိမိမဆိုင်သောအမှုကိုရောနှောသောသူသည်ခွေးနှရွက်ကိုကင်ဆွဲသောသူနှင့်တူ၏ငါကြည်စားယုံမြသာပြုသည်ဟုဆိုလျှင်မိမိအိမ်နီးချင်းကိုလှည့်စားသောသူသည်မိစများတေဘေးကိုပြစ်တတ်သောအယူနှင့်တူ၏ထိမရှိလျှင်မိတေတကဲ့သို့မိတေတတ်တကဲ့သို့ကုန်းတိုက်သောသူမရှိလျှင်ရန်ငိမ့်တတ်၏မိခဲခြင်းပြုတကဲ့သို့၎င်းသင်သည်မိကိုမွေးကဲ့သို့၎င်းရန်တွေ့တတ်သောသူသည်ခိုင်ရန်မှုကိုပြုစုတတ်၏ကုန်းတိုက်သောသူ၏စကားသည်မြိန်သောခဲဖွယ်စားဖွယ်ကဲ့သို့ဖြစ်၍ဝမ်းအတွင်းသို့ဝင်တတ်၏ချစ်အားကြီးသောနှုတ်နှင့်စိုးညစ်သောစိတ်နှလုံးသည်ချောမွန်သောအိုးချမ်းနှင့်တူ၏အညိုထားသောသူသည်နှုတ်ဖြင့်လျှို့ဝှက်၍ကိုအထဲမှလဲ့စားသောသဘောကိုဝတ်ထားတတ်၏ထိုသို့သောသူ၏စကားသည်ချိုတော်လေမယုံနှင့်သူ၏စိတ်နှလုံးအထဲမှဆက်ဆုပ်ရွံရှာဖွယ်သောအရာ9ပါးရှိ၏အညိုထားခြင်းကိုလဲစားခြင်းအဖြစ်ဝတ်ထားသောသူ၏ဒုစရိုက်အပြစ်သည်ပရိသတ်ရှိမှထင်ရှားလိမ့်မည်တွင်တူသောသူသည်မိမိတွင်ထဲသို့ကျလိမ့်မည်ကြောက်ကိုလိတ်သောသူအပေါ်သို့ထိုကြောက်သည်ပြန်၍လိမ့်လိမ့်မည်မုတာပြောတတ်သောသူသည်မိမိညင်းဆဲသောသူတို့ကိုမုန်းတတ်၏ချော့မော့သောသူသည်လည်းပျက်စီးတတ်၏အားလုံးပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ